စမ်းကြောင်းသားဒီမျိုးသားစီမှာအတူယူစရာဇလန်တချို့ရှိပါတယ်မတန်ဆွမ်းဖြစ်ရင်လုံးမရနိုင်ဘူးဆိုတဲ့ယူဆတချို့ကိုသူကချိုးဖြတ်ပြခဲ့ပါတယ်သူစီမှာအလုံးနှစ်ခုရှိပါတယ်ဘက်ထရီဘိန်းကို3ဘိန်းရင်ဖြစ်ပြောင်းပြီးခီးတဲ့ဝန်ဆောင်မှုပေးတဲ့ကိုမျိုးကိုစမ်းကြောင်းထဲမှာတွေ့နိုင်ပါတယ်ဒီဘိန်းလဘုတ်တက်ကတော့ပတ်စံလုံလောက်မရှိဘူးလေအဲချင်းကားပြီးတော့ကိုအတီမိတ်ဆွေတွေကချင်းကားပြီးလောက်ကအခုလည်းမကြည့်သေးဘူးလုံရင်းနဲ့ပဲဆက်နေရတော့ချင်းကားပြီးတော့ပဲလုံနေရတော့ဒီကောရဲ့ကုန်ကြစိတ်ကလည်းမသေးဘူးလေအခုဈေးတွေကမတရားတက်နေတော့လေဒါဆိုဒီဘိန်းရဲ့အခုလက်ရှိပေါက်ဈေးဆိုရင်ဟိုလောက်ရှိတယ်30ဝန်းကျင်လောက်တော့ရှိမွေးရပါမတန်ဆွမ်းဖြစ်သူကိုမျိုးကိုကျောင်းတက်ခွင့်ရဖို့မိခင်ဖြစ်သူကတော်တော်လေးကြိုးပမ်းခဲ့ရပါတယ်မေကကြောင်းထားပြီးတယ်ဂျာဘာကြောင်းသွားရတယ်နောက်ပြီးတော့ပြောပြတာပါကြောင်းသွားရတယ်အဲ့တော့ဂျာဘာဟိုစင်ပြေဘူးပေါ့လေမေကဘာလို့စင်ပြေတာလဲမဟုတ်လေတဲ့မတို့သားဟိုပေါ်ပါသွားတာဘာလို့တာညာလို့တာကြားတယ်ကျမတို့ကလိုက်ပြီးတော့နောက်ကလည်းလိုက်လုံနေရမယ်လေတဲ့ဒီများကလေးနဲ့နေတူသူကသွားလိုက်လာနေတာမလုံးဆောင်နိုင်ဘူးပေါ့လေသူတို့ဆိုလို့ကျင်တာတော့ဟုတ်ဘူးကျမကလေးကရတယ်ကျမအားလုံးပြီးအိမ်မှာပဲကျမလုပ်ပါသူတို့ဆိုလိုချင်တာတော့ဒီเจ้าကလာမနေလာဟိုမတက်စေချင်ဘူးဒီသဘောပဲနောက်ဆုံးပြစ်ချက်ကတော့အဲ့ဒါပဲအဲ့တော့ကျွန်တော်မေကလည်းမေရဦးသူလည်းဆရာမကြီးနဲ့ကျောင်းဆရာမကြီးနဲ့တိုက်ခိုင်ပြောပြီးတော့တားလိုက်ဆရာမတွေကလုံးဝမရဘူးဆိုတာအဲကျောင်းဆရာမကြီးခြေတရှင်းတက်ပြီးတော့အဲ့လိုစကားတွေခြေတွေပြောရင်းနဲ့ဟိုဒီလိုပဲတက်ခွင့်ရရတာဒီလိုနဲ့10တန်းရောက်ပြီးတဲ့အခါမှာတော့ပညာရေးတခန်းရပါတယ်10တန်းကို2ကြိမ်ဖြေခဲ့ပြီးမဲ့သူမအောင်ခဲ့ပါဘူးအဲ့ဒီကာလမှာတငယ်ချင်းတယောက်ပြောတဲ့မှတ်ချက်ကသူ့အတွက်တွန်းအားဖြစ်လာပါတယ်ကျွန်တော်နဲ့တငယ်ချင်းရေးပါအဲကျောင်းတစ်ပတ်တငယ်ချင်းဟိုဟာလောက်ကကိုးတန်းကျောင်းသားဘွားပဲနေနေခြေတော့မလဲမင်းဘလို့ဟိုဟာပေါ့လေဘာလုပ်မလဲပေါ့ပညာတစ်ခုတက်လာဟောငါပညာရေးတော့စက်တင်ပါပဲပေါ့တင်းနေလေဒီပညာနဲ့လောက်စားပဲနောက်ဆုံးကွာလို့တရားရည်လေတစ်ခုလုပ်ဖို့တော့ဟာလဲဟိုဖြစ်ပါပေါ့စူးစမ်းပါပေါ့အေးမင်းပညာတတ်ပါပြီတဲ့မင်းဘယ်လောက်ကမင်းခတ်မလဲတဲ့မင်းတွေးကြည့်တယ်အဲ့လိုတော့တွေးဘူးလားမင်းတဲ့ငါစိတ်ဟိုမရလောက်ဘူးပေါ့လေသူကတော့အဲ့လိုနှိမ်တဲ့စကားမျိုးပေါ့ငါမင်းရှိကိုအလုပ်ရတဲ့နေ့မင်းရှိကိုပြန်လာခဲ့ပဲအေးပါတဲ့တောက်ကြည့်ရတာပေါ့လေပြန်လာခဲ့ပေါ့အဲ့ဒါသူလည်းအဲ့လိုပြောရဲအဲ့ကိုရရောက်သား10တန်းနောက်ထပ်9နှစ်6နှစ်လောက်ကြာမှာကျွန်တော်ရဲ့ညီမလေးကိုရမတက်ဆွမ်းသူများတင်ပါလောက်ရပါလောက်ရပြီးတော့အဲ့အလောက်ကဝန်ထမ်းကက်လေးပေးတယ်အဲ့ကက်လေးနဲ့ပဲအင်ဂျင်ဖြူပေးတယ်ဝန်ထမ်းကက်ပေးတယ်အဲ့ကက်လေးနဲ့သူ့ရှိကိုပြန်သွားတာအခုငါရင်ဘက်ကိုပြကြည့်လိုက်လို့ပါရှိတယ်ပါရှိလို့လေစိတ်အဲ့ဒီစိတ်ကိုတရားကြည့်လိုက်ဖက်ကြည့်လိုက်ညီမလိုရေးထားအဲ့ဟုတ်ပြီအော်မင်းလောက်ရသွားတာအဲ့ဒါပဲလေငါလောက်ရခဲ့တယ်ခုတော့အဲ့ဒီမတန်ဆွမ်းအသင်းမှာစေရင်စစ်လုပ်ကိုလုပ်နေသလိုတစ်ဖက်မှာတော့မိသားစုဝင်ငွေအတွက်အခုလို3မိန်းမောင်းတဲ့အလုပ်ကိုလုပ်ပါတယ်သူ့ရဲ့3မိန်းကလျှက်စစ်အားသွင်းပြီးလုပ်ရတာမို့လို့အခက်ကြုံရပါတယ်သူတို့ရက်ကွက်မှာလည်းမီးပြတ်ပါတယ်ရှင်းလိုက်လောက်ကနေစဆွဲလိုက်တယ်နေတော့ပေါ့အခု7နာရီလောက်ဆိုပြန်သွင်းရတော့အဲ့ဒီဘက်ချမ်းရတော့မီးပြတ်မှာဟိုကျွန်တော်ဒီဟိုဘက်လမ်းမှာကျွန်တော်အသိရရှိတယ်အဲ့မှာသွားသွင်း
သူကလည်းခွင့်ပြုပေးထားတယ်ကိုယ်လည်းပဲပြောလို့ကလည်းသိပ်မကောင်းဘူးဒါပေမဲ့လည်းတယောက်တည်းခံရတာကိုအများခံနေရတယ်ဆိုစင်တော့တော်တော်မပြေဘူးလေဟိုဒါပေမဲ့တခုကနည်းနည်းလေးခံတာလားညဘက်တစ်ပိုင်းလုံးပြန်လာပေးနေတာအဲ့ဒါလေးကတော့နည်းနည်းလေးခံတာပါကိုမျိုးရဲ့သုံးမိန်းရင်နောက်မှာစာရန်တစ်ခုချိန်ထားပါတယ်ရေးထားတဲ့စာကဒီလိုပါ